ဇလန်းအစမှာတော့အမျိုးသားတစ်ယောက်ဟာအလုတ်ကနေအထုတ်ခံရပြီးရီးစားကလည်းသူ့ရဲ့ဌာနမှုနဲ့ဖောက်ပြန်နေတာကိုသိလိုက်ရတာကြောင့်စိတ်ပြက်လက်ပြက်နဲ့နယ်မျိုးလေးကသူ့ရဲ့ဇာတိအိမ်ကိုပြန်လာခဲ့ပါတယ်လမ်းမှာကန်ဆိုးစွာနဲ့ပဲသူ့ရဲ့ဆိုင်ကယ်ကပောက်ကွဲပျက်စီးသွားပြီးလမ်းဘေးမှာတောင်တင်နေတော့တောမျိုးလေးကမိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်သူမကဆိုင်ကယ်ပြင်ဖို့2 ရက်လောက်စောင့်ရမှာဖြစ်လို့လောလောဆယ်သူမရဲ့စပိန်နောက်မှာလိုက်ခဲ့ဖို့နဲ့သူမပိုင်နဲ့အိမ်လာစာခန်းမှာခစ်တက်တဲ့ခိုဖို့ကန့်လန့်ခဲ့ပါတယ်အမျိုးသားကလည်းအခက်မဲ့မနေလို့ပဲတဲခုခပေးမယ်လို့ပြောခဲ့ပေမဲ့သူ့ရဲ့မျက်နှာကငိုတော့မလို့ဖြစ်နေတာကြောင့်မိန်းကလေးကမေးမြန်းရမှာသူဟာအခြေရေးမှာအကြီးကျယ်စိတ်ဒဏ်ရာရလာသူဖြစ်ကြောင်းမိန်းကလေးတွေနဲ့အနီးကပ်မနေလို့ကြောင်းရင်ဖွင့်ခဲ့ပါတယ်ဒါကိုမိန်းကလေးကစာနာလဲပေးပြီးသူ့ကို2 သိန်းပေးရင်းကနေ2 ဦးသားစိတ်ချင်းနီးစပ်သွားကရိုမတ်တဆန်နဲ့ညတညကိုအတူဖြတ်တန်းခဲ့ကြပါတယ်သူမကသူ့အတွက်ဟင်းချက်ကျွေးပြီးနှွေးထွေးတဲ့မြစ်တာကိုပေးခဲ့တာကြောင့်အမျိုးသားဟာအရင်ကမရဘူးတဲ့ဂရုစိုက်မှုတွေအတွက်အထူးပဲကျေးဇူးတင်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့မိန်းကလေးကပုံမှန်အတိုင်းအလုပ်ထွက်လုပ်နေတော့အိမ်ရှိမှာဆိုင်ကယ်ပြင်ပြီးသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူမကသူထွက်သွားတော့မယ်ဆိုပြီးဝမ်းနဲ့နေခဲ့ပေမဲ့အမျိုးသားကတော့သူမကိုမထားခဲ့ပဲစောင့်နေခဲ့ပါတယ်။သူကသူမပဲသွားနေတာလဲဘာလို့သူ့ကိုမနှိုးတာလဲလို့ရိုးရိုးသားသားမေးခဲ့ပေမဲ့မိန်းကလေးကတော့ဒီအမတ်တရားတွေကိုတညတာအဖြစ်ပဲထားရစ်ခဲ့ခြင်းလို့သူ့ကိုမြန်သွားဖို့ပဲပြောနေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အမျိုးသားကစိတ်ပြောင်းသွားပြီးသူမကိုနောက်ကနေဖက်ကချစ်ကြတောင်းဖွင့်ပြောလိုက်ပါတယ်ဇက်သိမ်းမှာတော့သူတို့2 ဦးဟာနားလည်မှုတွေနဲ့အတူအားလုံးအဆင်ပြေသွားပြီးပျော်ရွှင်စရာကောင်းတဲ့ happy ending လေးနဲ့ဇက်သိမ်းသွားပါတော့တယ်